အားလုံးပဲမင်္ဂလာပါကျွန်တော်9796မှာဖြစ်ပါတယ် UPC စီစဉ်ကုန်မို့ရဲ့အနေငယ်လိုသေးပေမဲ့ update 4.1 လေးရောက်လာခဲ့ပါပြီဒီ update မှာအရင် update တော့လိုမျိုးအရင်ရှုပ်တာမျိုးမရှိတော့ပါဘူးဒီ update မှာပါလာတဲ့ event လေးရရိုးရှင်းပြီးတော့ဆော့လို့ခေါ်ပါတယ်ပြီးတော့အရင် update မှာ super smooth ဆိုတဲ့ graphic လေးကိုဆော့ရတာပိုကောင်းအောင်ဆိုပြီးဖုန်းသိပ်မကောင်းတဲ့ player တွေအတွက်ရွေးပြီးတော့ပတ်ကြီးဘက်ကနေလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ player များစုရဲ့ review တွေကတော့မကောင်းပါဘူးပတ်ကြီးဘက်ကနေဒီတစ်ခေါက်မှာလည်း player တွေအကုန်လုံးအတွက်ဆော့ရတာပိုကောင်းအောင်ဆိုပြီးလုပ်ပေးထားပါတယ်အဲ့ဒါကတော့ပုံမှန်120 fps ရတဲ့ player တွေက graphic လက်အားလေးနဲ့ဆော့ကြည့်လို့ HDR ကိုပြောင်းလိုက်ရင်60 fps ထိပဲရပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့90 fps ထိရသွားပါပြီပြီးတော့60 fps ထိပဲရတဲ့ဖုန်းတွေကအခု update မှာ120 fps မဟုတ်ရင်90 fps ထိရနေကြပါပြီလက်ကွက်ထက်နေပြီးဘယ်နားမှာပြောင်းအောင်လဲမသိဘူးဆိုတဲ့သူတွေအတွက်ပထမဆုံး setting ထဲကိုသွားပါပြီးရင်လက်ကွက်ထဲကိုဝင်ပြီးတော့ကျွန်တော်အလယ်မှာပြထားတာလေးကိုနှိပ်ပါပြီးရင်တော့လက်ကွက်ပြောင်းလို့ရပါပြီဒီနားလေးရဲ့လက်ကွက်မှာတော်တော်များများထပ်နေကြမယ်လို့ထင်ပါတယ်နောက်ထပ်လက်ကပ်ပြောင်းဖို့ special vehicle ထဲကိုတော့ပါပြီးရင် land vehicle ထဲဝင်ပြီးတော့ပြောင်းလို့ရပါပြီနောက်ထပ်လက်ကပ်တွေထဲက ice skate နဲ့ rocket launcher ကိုပြောင်းလို့ရပါတယ်နောက်ထပ်ဒီ event မှာ EMI တဲ့ပစ္စည်းသုံးမျိုးအကြောင်းကိုရှင်းပြပေးပါမယ်ပထမတစ်မျိုးကတော့ rocket launcher ပဲဖြစ်ပါတယ် rocket launcher က enemy လာတဲ့လမ်းကိုပြစ်လိုက်တဲ့အခါမှာ enemy ကချော်ပြီးတော့ရင်းရံနေမှာပါအဲ့ဒီအချိန်မှာ enemy ကိုပြစ်လို့ရပါတယ်ပြီးတော့ rocket launcher ပြန်လုပ်လိုက်ရပါတယ်ရိုးပြန်လို့ရတဲ့ launcher နဲ့အမြင်ပြန်လို့ရတဲ့ launcher ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အမြင်ပြန်လို့ရတဲ့ launcher ကိုလိုချင်တော့ main event ကိုဖွင့်ပြီးတော့ပဲဖြစ်ဖြစ် polar warning စီကိုတွားပြီးတော့ပဲဖြစ်ဖြစ်ယူလို့ရပါတယ်နောက်ထပ်ဒုတိယတစ်မျိုးကတော့ ice skate ဆိုတဲ့ရေခဲဖနက်ကလေးပဲဖြစ်ပါတယ်ဒီဖနက်ကလေးက enemy ကိုအသာစီးကနေပြစ်လို့ရပါတယ်အချိန်လည်းရှိပါတယ်အချိန်ကုန်သွားရင်တော့အရေးပြောရမှာပါနောက်ဆုံးတစ်မျိုးကတော့ surface ဆိုတဲ့ငါးအချုံလေးပါဒီငါးအချုံလေးနဲ့ကိုမက်ကစ်မလို့ပဲနဲ့သွေးပြည့်လို့ရပါတယ်သွေးပြဖို့ဒီနားလေးမှာသွေးပြရလေးဖြစ်အောင်အရင်ပြောင်းလိုက်ပါဒါအပြင်ကိုယ့်ရဲ့ teammate ကအတက်ကမပါဘူးဆိုရင်ငါးချုံလေးနဲ့တင်မောက်ပြပြီးတော့ကိုကယ်ခိုင်းလို့ရပါတယ်ကိုကအိမ်တက်မယ်ဆိုရင်ဝင်းနေလေငါးချုံနဲ့လက်ပြပြီးတော့ကယ်လို့ရပါတယ်ဒီ update 4.1 မှာရေမြုပ်နေတဲ့မျိုးလေးပျောက်သွားပြီးတော့ပုံရဆိုတဲ့စိတ်ကန်းလေးတစ်ခုပေါ်လာပါတယ်နောက်ပြီးတော့ပစ္စည်းလုကောက်မှာဆိုရင်ပုံထမ်းပြီးတော့တည်သွားလို့ရပါပြီနောက်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့၄ယောက်လုံးတူစုပြီးတော့စီးလို့ရတယ်ကုန်းမွန်လေးသွားလို့ရတယ်ရီလေးလေးသွားလို့ရတယ်စိုက်ကားလေးလည်းပါလာပါတယ်နောက်ထပ်အမိုင်းဆုံးဖြစ်တဲ့ပင်ကွင်းနင်ဂျာလေးကို teammate ဖြစ်ခေါ်ထားလို့ရပါပြီပင်ကွင်းလေးကိုခေါ်ကြည့်ရင်မြေပေါ်အောက်မှာသူပေါ်လာမဲ့မိနစ်ကလေးရှိပါတယ်10မိနစ်ခွဲလောက်ဆိုရင်ပင်ကွင်းပေါ်လာမဲ့နေရာကိုမြေပေါ်မှာပြပါတယ်အဲအချိန်ကျရင်ပေါ်လာတဲ့နေရာကိုသွားပြီးတော့ပင်ကွင်းလေးကိုခေါ်လို့ရပါတယ် enemy တွေလည်းလာနိုင်တာမို့လို့တတိထားပြီးတော့ခေါ်ပါပင်ကွင်းလေးကသူ့ကိုခေါ်လိုက်ရင်အရင်ခေါ်လိုက်တဲ့သူရဲ့အနောက်ကိုတကောက်လိုက်နေမှာပါပြီးရင်ပင်ကွင်းက AI နဲ့မို့လို့စကားလေးပြောလို့ရပါတယ်ပစ္စည်းလည်းကူရှာခိုင်းလို့ရတယ် enemy နဲ့ပဒဲဆိုင်လည်းကူချခိုင်းလို့ရတယ်မိကုန်းတွေလည်းရှောက်ပြီးတော့မင်းလည်းပြန်ဖြေတာမို့လို့တော်တော်လေးကိုမိုက်ပါတယ်ဒါပေမဲ့သူ့ကိုအရင်ခေါ်တဲ့သူရဲ့စကားကိုပဲသူကနားထောင်တာပါအကယ်၍ဒီဘက်မှာပင်ကွင်းလေးကိုမခေါ်ရသေးရင်တွားပြီးတော့ခေါ်ကြည့်ပါရန်ကိုမိုက်ပါတယ်